Hello အားလုံးပဲမင်္ဂလာပါခင်ဗျာ Jack ပါ Jack ရဲ့ vlog ကနေပြန်လေတူဆိုလိုက်ပါရခင်ဗျာအခုကျွန်တော်ကကြတော့ကန်းချီသွားမှာဖြစ်ပါတယ်ကျွန်တော်ကကြတော့ဘူဖနာလေး CPB ဆိုတော့ကျွန်တော်တို့ကကြတော့အခု breakfast သွားစားမှာဖြစ်ပါတယ် breakfast ကြတော့မမကတိုင်းမှာပဲစားမှာဖြစ်ပါတယ်ကျွန်တော်ဘာတွေမှာထားလဲဆိုတာကြတော့ကျက်ဦးနဲ့မိုင်လို ice ရဲ့ roti ချန်နိုင်ရဲ့ breakfast အတွက်စားမှာဖြစ်ပါတယ်ခင်ဗျာကဲ breakfast လေးစားပြီးပြီဆိုတော့ကျွန်တော်တို့ကကြတော့ခီးဆက်သွားမှာဖြစ်ပါတယ်ခီးကကြတော့3နာရီခွေးလောက်သွားရမယ့်ခီးဆိုတော့ကျွန်တော်တို့ကကြတော့အစော်ကြီးသွားတာဖြစ်ပါတယ်ဘာဖြစ်လို့3နာရီခွေးသွားရလဲဆိုတော့ KL ကနေအဲ့ဒီညာရောက်ဖို့3နာရီခွေးလောက်ကားမောင်းပြီးတော့သွားရတာဖြစ်ပါတယ်ကျွန်တော်ရဲ့ vlog ကိုအစားကနေအဆုံးထိလိုက်ပါကြည့်ရှုပြီးကြပါလို့ကျွန်တော်တို့ပြောချင်ပါတယ်ကဲ let's goကဲကျွန်တော်ကကြတော့အခုလူမှုကိုရောက်ပါပြီလူမှုကနေတင်ဘောတစ်ကက်ကိုသွားဝယ်မှာဖြစ်ပါတယ်တင်ဘောတစ်ကက်ကကြတော့လူတစ်ယောက်မှာ30ခွေဖြစ်ပါတယ်အသွားအပြန်ဆိုရင်တော့20ချက်ဖြစ်ပါတယ်ကဲလူမှုကနေ30တင်ဘောကိုစီးရမှာဆိုတော့မိနစ်ဘယ်လောက်စီးရမှာလဲဆိုတော့မိနစ်30လောက်စီးရမှာဖြစ်ပါတယ်အဲ့ဒီညကိုရောက်ဖို့ကျွန်တော်ထင်တာကကြတော့တင်ဘောစီးမဲ့သူကနည်းမယ်လို့ထင်ထားတာထက်ပိုပြီးတော့လူများနေပါတယ်ဒီနေရာကြတော့လူမှုလောက်ခေါ်ပါတယ်ဒီစိတ်ကကြတော့လူမှုလောက်ခေါ်ပါတယ်အဲကျွန်တော်ကကြတော့တင်ဘောထဲပေါ်ရောက်ပါပြီတင်ဘောထဲမှာကြတော့လူကကြတော့နည်းနည်းလေးပါပဲကျွန်တော်တို့ထိုက်တဲ့နေရာမှာကြတော့သူကကြထိုက်ခေါင်ကကြတော့အပေါ်နဲ့အုပ်ဆိုပြီးတော့ထိုက်ခေါင်တာဟုတ်ရှိပါတယ်အဲဒါကြောင့်လူနည်းနည်းလေးပဲရှိတာပါကျွန်တော်တို့ထိုက်တဲ့နေရာမှာကြတော့ကဲနောက်ဆုံးမှာကြတော့ပူလောက်ပန်ကော့ရောက်ပါပြီခင်ဗျာအရန်လဲပျော်ပါတယ်ပူလောက်ပန်ကော့ရောက်ပြီဆိုတော့ကျွန်တော်တို့ကကြတော့အခုဟိုတယ်ကိုဆက်သွားမှာဖြစ်ပါတယ်ဟိုတယ်မသွားခင်ကျွန်တော်တို့ကကြတော့တက္ကစီငါမှာဖြစ်ပါတယ်အဲ့ဒီနေရာမှာကျွန်တော်တို့ကတက္ကစီငါမှာဖြစ်ပါတယ်အခုကျွန်တော်တို့ကကြတော့တက္ကစီကိုငါပြီးတော့ဟိုတယ်ကိုသွားနေတာဖြစ်ပါတယ်နောက်ဆုံးမှာကြတော့ဟိုတယ်ကိုရောက်ပါပြီခင်ဗျာဟိုတယ်ကကြတော့လေအရန်လာပါတယ်ခင်ဗျာကဲဟိုတယ်ကိုရောက်ပြီဆိုတော့ကျွန်တော်ကကြတော့နည်းနည်းလေးပတ်မွေလိုက်ပါတယ်ခင်ဗျာဘယ်လိုလာလဲဘယ်လိုနေလဲဆိုတော့ကျွန်တော်ကကြတော့မှတ်တမ်းတင်နေတာဖြစ်ပါတယ်ခင်ဗျာကဲကျွန်တော်တို့တဲမဲဟိုတယ်ကကြတော့ဒီလိုမျိုးဟိုတယ်ဖြစ်ပါရယ်ခင်ဗျာကျွန်တော်လည်းတစ်ခါမှမတည်ဘူးဆိုတော့အရန်ကို excited ဖြစ်နေပါရယ်ခင်ဗျာလာတဲ့နေရာတိုက်နေရာလေးပါလို့ကျွန်တော်တို့ပြောချင်ပါရယ်ခင်ဗျာကဲအထဲကိုဝင်ကြဆိုအထဲမှာကြတော့ oh my god ငါထင်ထားတာထက်ပိုပြီးတော့အရန်မိုက်နေပါတယ်ခင်ဗျာကဲလူလဲပင်ပန်းပြီဆိုတော့ကျွန်တော်ရဲ့ vlog ကြတော့အကြီးညာမှာပဲအဆုံးသတ်ပါတော့မယ် day 1 vlog လေးဖြစ်ပါရယ်ခင်ဗျာ see you next video day 2